ဆိုင်ရောင်းခြင်းလို့အကိုတဲ့အခုမှစံစဘာလောကတဲ့ကိုဝင်มาမှုเนาะပြီးတဲ့လောက်လေးဒီကျွန်တော်ကိုမျှဝေပေးပါအောင်ကျမတို့မျှဝေပေးပါအောင်ဆိုတော့စံဆိုင်ဒီဇိုင်ဖွင့်ဖို့ဆိုတာက line ပေါ်မှာတင်ပြနေတဲ့လူတွေလိုမျိုးပေါ့နော်လွယ်နဲ့တော့မဖြစ်ဘူးဗျဒါပေမဲ့ဟိုမဖြစ်ဘူးဆိုပြီးတော့အားလျှော့စီမဲ့စကားတော့မဟုတ်ဘူးပြောပြတာလေးလာဗျပြီးတော့လည်းအများကြီးလိုက်လျှောက်ပြီးတော့လေးလာစရာလည်းမလိုအများကြီးတက်မြောက်စရာလည်းမလိုစေတနာနဲ့ပြောပြတာကိုကအရင်းနှီးနဲ့လှုပ်တဲ့အခါလူများပြောတဲ့လောက်လေးလွယ်ကူတယ်ထင်ပြီးလိုက်လုပ်ကြည့်လို့ချင်းလွဲချော်သွားတဲ့ခါကျရင်ခင်ဗျားတို့ပဲစိတ်ဒုက္ခရောက်မှာဟိုမဖြစ်စေချင်လို့ပြောပြတာမဟုတ်ဘူးเนาะတိကျလေးလာပြီးတော့လှုပ်ကျွန်တော်ပြောပြတာဒီအခြေကိုအဲ့တော့စံတိုင်းဒီဇိုင်းမှာအခြေခံအဓိကချက်ကလိုအပ်ချက်ကနှစ်ခုဘာတွေရှိလဲဆိုတော့ဒီနှစ်ခုတက်မြောက်ထားရင်တော်တော်လေးအဆင်ပြေနေပြီဘာကိုတက်မြောက်ထားတင်တယ်လဲဆိုတော့စံရဲ့အဆို6ကိုနားလဲရမယ်နောက်တစ်ခါဒီစံဝါရှာလွတ်မလွတ်ပေါ့နော်ကျွန်တော်ဘုန်းကပြောတဲ့အဆိုဆိုတာကနောက်တစ်ခါစံကိုမျိုးခွဲလေးတွေနည်းနည်းခွက်တက်အောင်လို့တင်တက်ရင်တော့ပိုအဆင်ပြေတယ်ပေါ့ဒီနှစ်ခုကိုကောင်းကောင်းလေးလေ့လာထားလို့ချင်းစံတိုင်းဒီဇိုင်းကိုတော့အခြေခံနေစပြီးတော့ဒါဖွင့်လို့တော့ရပြီဒါတွေမဲ့တော့မပြီးသေးဘူးပေါ့ဒီလိုပဲလှုပ်ချင်းနဲ့တော့လေ့လာသွားအောင်မြင်သွားလိမ့်မယ်နော်နောက်စံတိုင်းဒီဇိုင်းဖွင့်ပြီဆိုရင်ကိုကဗမာရောင်းမှလဲကိုကအိမ်ဆိုင်ဖွင့်မှလားဈေးထဲမှာဖွင့်မှလားဒါမှမဟုတ်လို့ချင်းဆိုင်ကန်းငါးပြီးဖွင့်မှလားဒီအချက်ကလည်းအရေးကြီးတယ်နော်ကိုနေတဲ့ရက်ကွက်ကကိုရောင်းချင်တဲ့ဆန်ကိုစားသုံးနိုင်တဲ့ရက်ကွက်လားဟုတ်တယ်မလားကိုကဥပမာပေါ်ဆန်းတို့ကြားပြန်တို့ရောင်းချင်တယ်ကိုနေတဲ့ရက်ကွက်ကအခြေခံလူတန်းစားနေတဲ့ရက်ကွက်ဆိုရင်ကိုဆန်ရောင်းမထွက်ဘူးဒါကိုလည်းသိရမယ်နောက်တစ်ခုကိုနေတဲ့ရက်ကွက်ကဟိုဘယ်လိုပြောမလဲတိုက်တွေနဲ့အင်ကြီးအိမ်ကောင်းရာကောင်းတွေနဲ့နေတဲ့လူတွေဟေ့ဆိုရင်အဲ့ဒီရက်ကွက်မှာသွားပြီးစင်ဒုခါကိုသွားရောင်းလို့ချင်းအဲ့ဒီရက်ကွက်လုပ်တယ်အဲ့စင်ဒုခါတို့ဒီလိုမျိုးပြောမယ်ဆိုအညာသားတို့ရက်90တို့စားမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့ကိုရွေးချယ်တဲ့နေရာကလည်းလိုအပ်သေးတယ်စမ်းဆိုင်မှာအဓိကကနော်အဲ့ဒါကြောင့်မို့နောက်ဆိုင်ကအိမ်မှာရောင်းမှလားဒါမှမဟုတ်လို့ချင်းအပြင်မှာငှားဖွင့်မှလားဆိုင်ကငှားပြီးငှားဖွင့်မှလားဆိုတာအဲ့အချက်တွေလည်းဒါရွေးချယ်မှုလေးတွေလိုသေးတယ်ဘာဖြစ်လို့လိုသေးလဲဆိုတော့ကျွန်တော်ကဒီအချက်ကိုအဓိကထားပြီးပြောပြလဲဆိုတော့ဆိုင်ကန်းနဲ့ဖွင့်မယ်ဟေးဆိုလို့ချင်းကျွန်တော်တို့ကအစစရရလိုက်တွက်ကမှာအရင်ဆုံးစလုပ်မဲ့လူဟေးဆိုလို့ချင်းကျွန်တော်တို့ကမိတ်ကိုအိမ်မှာပဲစပြီးရောင်းအိမ်မှာစရောင်းပြီးလို့ချင်းနောက်မိတ်ယူဟိုလူတိများလာပြီးနောက်တစ်ခါအယောင်းဝယ်လေးတွေတော်တော်လေးဟိုပေါ့တစ်လောက်800 200လောက်ဖြုံးနိုင်ပြီဆိုတော့မှဆိုင်ကန်းလေးဖွင့်အဲ့ဒါအကောင်းဆုံးပဲနော်အခုလောလောဆယ်ဆိုင်ကန်းကြီးနဲ့သွားဖွင့်ရင်ကိုကိုလူတိမရှိသေးရင်ကိုမှမိတ် customer မရှိသေးတဲ့ခါကြလို့ချင်းဘာတွေဖြစ်တယ်လဲဆိုတော့ဟိုစံနေကိုစီမှာကြာထားပြီးတော့အယောင်းဝယ်မသွားတဲ့ခါကျရင်အိတ်သားတွေတက်တာတို့ဆံဝါဝါတာတို့ဆံအောက်နှံထွက်တာတို့ပိုးစော်နှံတာတို့ဖြစ်မှာဆိုလို့ဒါနော်စေတနာနဲ့ပြောပြတာဒီအချက်တွေကလည်းအရေးကြီးတယ်နောက်တစ်ခုကဟိုဘယ်လိုပြောမလဲဆိုတော့ဟိုတိတ်ပြီးတော့အများကြီးကောင်းတယ်မတွေးနဲ့နော်အကုန်လုံးတက်မြောက်မှာစံဆိုင်ဆိုတာကဖွင့်လို့ရတာမဟုတ်ဘူးနောက်ဟိုကဝယ်ရင်ပွဲယုံနေနောက်တစ်ခါအရေးသွေးကောင်းကောင်းကြိတ်ပြီးတဲ့ပွဲစားကုန်တွေကြီးကချိတ်ဆက်ပြီးတော့ဝယ်စံဆိုင်ဒီဇိုင်းကတော့အရေးသွေးပိုင်းကိုထိန်းနိုင်မှစံဆိုင်ဆိုတာနာမည်ရတာနော်တွေးတဲ့မြစံကိုဈေးချိုတယ်ဆိုယူမဝယ်နဲ့ရောင်းတဲ့သူကိုလည်းနောက်တစ်ခါစံကိုအာမခံပြီးရောင်းနိုင်အောင်ကြိုးစားကိုကဝယ်တဲ့အခါလဲကုန်တွေစီကဝယ်တဲ့အခါလဲပွဲစားစီကပဲဝယ်ကုန်တွေစီကဝယ်ဒိုင်ရဝယ်စံကိုအရေးသွေးပြည့်မိတဲ့စံကိုဝယ်ဈေးကောင်းကိုပြီးဝယ်ဈေးကောင်းနဲ့ပြန်ရောင်းစားသုံးသူကိုစိတ်ချရတဲ့အမျိုးအစားမျိုးပြောပြပြီးတော့ဟိုအာမခံမှုနဲ့ရောင်းမကြိုက်ရင်ပြန်လဲပေးပါမယ်ဒီလိုမျိုးပြောပြပြီးတော့ရောင်းနော်ဟိုဘာမှသိပြီးတော့စိုးရင်စိတ်ဒီများနေကြမလို့ဒါပေမဲ့ line ပေါ်မှာတင်ပြနေသလိုမျိုးဟိုလွယ်လေးတော့ထင်ပြီးတော့မလုံနဲ့ပေါ့နော်နည်းနည်းလေးတော့အခြေခံလေးတွေနားလည်လေ့လာတာနောက်မသိတဲ့အခါလေးတွေလည်းကျွန်တော်ရဲ့အကောက်ထဲမှာလာမေးကျွန်တော်လည်းအားတဲ့အခါလေးတွေကျွန်တော်လည်းပြောပြလို့ရတဲ့တော့ကတော့ပြောပြပေးတယ်နော်ကျွန်တော်နောက်တချို့လိုအပ်တဲ့ဟာလေးတွေနောက်ထပ်တင်ပေးဦးမယ်